လင်းတက်တကောင်ကကောင်လေးကိုစားဖို့ပြင်နေတော့မှပဲကောင်လေးဟာနာကျင်မှုနဲ့အတူရုတ်တရက်နိုးလာပါတယ်။သူဟာချက်ချင်းပဲလင်းတရဲ့လေပင်ကိုဖမ်းညစ်ပြီးအောက်ကိုလွှတ်ချလိုက်တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူဟာပေပေါင်းထောင်ချီမြင့်တဲ့ကြောက်ဆောင်ကြီးရဲ့နေရာမှာကပ်နေတာကိုသတိပြုမိသွားပါတယ်။အပေါ်တက်ဖို့ကလည်းမလွယ်အောက်ဆင်းဖို့ကလည်းမဖြစ်နိုင်တဲ့အခြေအနေပေါ့။သူအရန်ကြောက်လန့်ပြီးအော်ဟစ်အကူအညီတောင်းပေမဲ့ပတ်ဝန်းကျင်မှာဘသူတဦးတယောက်မှရှိမနေပါဘူး။အဲ့ဒီအချိန်မှာပဲရာသီဥတုကရုတ်တရက်ဆိုးရွားလာပြီးမိုးတွေတဲကြီးမဲကြီးရွာချပါတော့တယ်။သူ့ရဲ့အောက်ဖက်အဝေးတနေရာမှာတော့ကျေပြောလာတဲ့ပင်လယ်ကြီးကိုမြင်နေရပါတယ်။ဒါဟာသူ့အတွက်နောက်ဆုံးခွင့်ရေးပဲဆိုတာသူသိလိုက်ပြီးတကယ်လို့သူသားအောက်ကိုမခုန်ချရင်ဒီနေရာမှာပဲအသေးခံရတော့မှာပါ။နောက်ဆုံးမှာတော့သူဟာတက်တီကိုငွေပြီး6ထဲကိုခုန်ချလိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ရွှွန့်လုံတွေကြားထဲမှာသူပြန်နိုးလာခဲ့တယ်။ဒါပေမဲ့သူ့ခြေထောက်တစ်ဖက်ကတော့ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပါပြီ။ဖနက်ကိုချွတ်ကြည့်လိုက်တဲ့အခါသူ့ခြေထောက်ဟာဆူဆူရွရွကျိုးသွားတာကိုမြင်လိုက်ရတယ်။သူဟာနာကျင်မှုကိုအန်တူပြီးခြေထောက်ကိုကြောက်ဆောင်တစ်ခုကြားထဲညှက်ရိုးကိုနေရာပြန်တက်အောင်လုပ်လိုက်ပါတယ်။ပြီးတော့တစ်သားချောင်းလေးတွေနဲ့ကျက်စီပြီးသူ့ခြေထောက်ကိုပြန်ပတ်လိုက်တယ်။အဲ့ဒီနောက်မှာတော့သူဟာရှေ့ကိုတဖြည်းဖြည်းချင်းရှောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဝေးကနေဝံပလွေအုပ်ရဲ့ဦးတန်တွေကိုသူကြားလိုက်ရတယ်။ခဏအကြာမှာတော့ဝံပလွေအုပ်ဟာသူ့စီကိုဦးတီလာပါတော့တယ်။သူဟာထိတ်လန့်တကြားနဲ့အနီးအနားကတစ်ပင်ပေါ်ကိုတက်ဖို့ကြိုးစားပေမဲ့ဝံပလွေတကောင်ကသူ့ခြေထောက်ကိုနောက်ကနေလှမ်းဆွဲလိုက်ပါတယ်။နောက်ဆုံးမိနစ်မှာတော့သူဟာဓာတ်နဲ့ပြန်တိုက်ခိုက်ပြီးလွတ်အောင်ယုံကတစ်ပင်ပေါ်တက်သွားနိုင်ခဲ့တယ်။တညလုံးဝံပလွေတွေဟာတစ်ပင်အောက်ကနေလာကိုကြည့်ပြီးဦးနေခဲ့ကြတာပါ။နောက်တနေ့မနက်မှာတော့ဝံပလွေအုပ်ကြီးထွက်သွားပေမဲ့ဒဏ်ရာရနေတဲ့ဝံပလွေတကောင်ကတော့ကြံရစ်ခဲ့ပါတယ်။ကောင်လေးဟာတစ်သားနဲ့ဓာတ်ကိုတုံးပြီးလှမ်းတစ်ချောင်းလောက်ကအဲ့ဒီဝံပလွေကိုတက်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့အနားကိုရောက်သွားတဲ့အခါဝံပလွေရဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားလိုက်ရတော့သူစိတ်မကောင်းဖြစ်သွားမိတယ်။သူဟာလည်းသူ့ရဲ့မျိုးနွယ်စုနဲ့ကွဲကွာနေတဲ့သူမဟုတ်လား။ဒါကြောင့်သူဟာဝံပလွေကိုမတက်တော့ပဲဒဏ်ရာတွေကိုစစ်ကူပေးပြီးကူတစ်ခုတည်းကိုခေါ်သွားခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူတို့နှစ်ဦးကြားမှာယုံကြည်မှုတွေတိဆောက်လာနိုင်ခဲ့တယ်။အချိန်နှဲငယ်ကြာပြီးတဲ့နောက်မှာတော့ကောင်လေးဟာယုံတကောင်ကိုဖမ်းမိခဲ့ပါတယ်။အစပိုင်းမှာဝံပလွေကလူစားဖို့လုပ်ပေမဲ့ကောင်လေးကစူပူဆုံးမပြီးတင်ပေးခဲ့ပါတယ်။သူတို့နှစ်ယောက်မီးဖို့ပြီးအသားကိုအတူတူစားခဲ့ကြတယ်။အချိန်ကြာလာတာနဲ့အမျှသူတို့ကြားမှာခိုင်မြဲတဲ့တန်ရောစင်တွေဖြစ်ပေါ်လာပါတော့တယ်။ကောင်လေးကအဲ့ဒီဝံပလွေကိုအက်ဖာလို့နာမည်ပေးလိုက်တယ်။အခုဆိုရင်သူတို့နှစ်ယောက်ဟာအတူတူခီးနေကြပါပြီ။အက်ဖာဟာအမဲလိုက်ရာမှာကူညီပေးတယ်လို့ညဘက်တွေမှာလည်းကင်းဆောင်ပေးပါတယ်။ဒီနေ့မှာတော့သူတို့ဟာလူသေးအလောင်းတစ်လောင်းရှိနေတဲ့တဲအုပ်ပြက်တစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီမှာစားစရာဘာမှမရှိပေမဲ့လေးနဲ့များကိုတော့တွေ့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြောက်စရာကောင်းတဲ့နှင်းမုန်တိုင်းတစ်ခုစတင်လာတာကြောင့်သူတို့နှစ်ယောက်အနားကကူတစ်ခုထဲမှာဝင်ပုန်းနေလိုက်ကြတယ်။ဒါပေမဲ့အဲ့ဒီကူထဲမှာသူတို့ကိုစောင့်ကြိုနေတာကပိုပြီးအန္တရာယ်ကြီးတဲ့စေဘာတူးကြားတစ်ကြီးတစ်ကောင်ပါ။အက်ဖာဟာကောင်လေးရဲ့ရှေ့ကနေချက်ချင်းကာကွယ်ပေးပေမဲ့အဲ့ဒီသားရဲကြီးကိုအကြာကြီးမတွန်းလှန်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲကောင်လေးဟာလေးကိုကောက်ကင်ပြီးအသက်ကိုပြင်းပြင်းရှူကမြတစင်နဲ့ကြားတစ်ကြီးကိုအသေးတက်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီတိုက်ပွဲမှာအက်ဖာဟာပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့ပါတယ်။ကောင်လေးဟာဆေးဖက်ဝင်အပင်တွေနဲ့သူ့ကိုကုသပေးခဲ့တယ်။ရက်အနှဲငယ်ကြာမှာတော့သူတို့ခီးပြန်ဆက်ကြပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ခီးကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ကောင်လေးဟာကြောက်တုံးပေါ်ကသူ့မျိုးနွယ်စုရဲ့အမတ်သားကိုမြင်လိုက်ရတယ်။ဒါဟာအိမ်နဲ့နီးနေပြီဆိုတဲ့အထိပ္ပယ်ပေါ့ဒါပေမဲ့အက်ဖာရဲ့အခြေအနေကတော့အတော်လေးကိုဆိုးရွားနေပါပြီသူဟာမောပန်းနွမ်းနေပြီးမြေကြီးပေါ်လဲကျသွားခဲ့တယ်ကောင်လေးဟာအက်ဖာကိုသူ့လက်မောင်းထဲမှာပွေ့ချပြီးနှင်းမုန်တိုင်းထဲမှာပဲရှေ့ကိုဆက်လျှောက်ခဲ့ပါတယ်နောက်ဆုံးရက်အနှဲငယ်ကြာမှာတော့သူဟာသူ့ရဲ့မျိုးနွယ်စုကိုတွေးလိုက်ရပါပြီသူဝင်လာတာကိုမြင်လိုက်ရတဲ့အခါလူတိုင်းဟာအံ့အားသင့်သွားကြတယ်ဘာလို့လဲဆိုတော့သူတေးပြီလို့အားလုံးကထင်ထားကြလို့ပါသူ့အဖေတောင်ဒါကိုမယုံနိုင်အောင်ဖြစ်နေခဲ့ရတယ်ဒါပေမဲ့ကောင်လေးကသူ့လက်ကိုမြှောက်ပြလိုက်တဲ့အခါမှာတော့သူ့သားဟာတကယ်ပဲအသက်ရှင်လျက်ပြန်လာနိုင်ခဲ့ပြီဆိုတာအဖေဖြစ်သူနားလည်သွားပါတော့တယ်သတိမေ့ပြီးမလဲကျသွားခင်မှာအက်ဖာကိုကယ်ပေးဖို့ကောင်လေးဟာစကားတခုပဲပြောနိုင်ခဲ့ပါတယ်